အားလုံးပဲမင်္ဂလာပါဒါ Bruno Fernandes အကြောင်းလေးကိုကျွန်တော်နည်းပြောချင်လို့ပါပြောမယ်ဆိုရင်ချီးကျူးချင်တာပေါ့ကျွန်တော်တို့ Manchester United ရဲ့ပြောမယ်ဆို Manchester United အသင်းမှာအကောင်းဆုံးကစားသမားဖြစ်တဲ့ Bruno Fernandes ဒါအခုချိန်မှာဆိုလို့ရှိရင်တော့တရားဝင် Premier League တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုထပ်မံပြီးသိမ်းပိုက်သွားခဲ့ပြန်ပြီသူကဒီစုကိုမရခင်မှာနောက်ဗာလဲ FWA ဆိုတဲ့ဒါအားကစားကလောင်ရှင်တွေပေးရတဲ့နှစ်တာအကောင်းဆုံးစုကိုလည်းသူကသိမ်းပိုက်ပြီးပြီနောက်ထပ်လာမဲ့ PFA ဒါပရီးမီယာလိကစားသမားချင်းဒါပြည်သက်တွေမဲပေးတဲ့အကောင်းဆုံးစုကိုလည်းသူရယူဖို့ဟာဒါအခြေအနေကောင်းနေပြီဗျာဒါကြောင့်သူအခုစုနှစ်ခုရပြီးပြီဆိုတော့နောက်ထပ်တစ်ခုရဖို့ကလည်းသူကရေပန်းအစားဆုံးဖြစ်နေတာဆိုတော့ဒါဒီနှစ်ကတော့ဒါ Bruno Fernandes အတွက်တကယ်ကိုမှအကောင်းဆုံးနှစ်လို့ပြောရမယ်ပေါ့ဗျာဒါပေမဲ့ तू ကောင်းခဲ့တာကြာပါပြီဒီတစ်နှစ်တည်းကောင်းတာတော့မဟုတ်ဘူးပေါ့အဲ့လိုအချိန်မှာဟိုသူ Honorary နဲ့ Kevin De Bruyne ရဲ့ဒါအစ်စ် record စံချိန်20ကိုလည်းလိုက်မိခဲ့ပြီးပြီဒါကြောင့်သူ့အနေနဲ့ဒါစုနှစ်ခုလည်းသိမ့်ပိုက်ပြီးဆိုတော့ဒါနောက်ထပ် PFA စုတစ်ခုကိုပါထပ်ပြီးသိမ့်ပိုက်ဖို့ကလည်းလားလာကောင်းနေအဲ့တော့ပြောချင်တာဗျာBruno Fernandes ကဒါဒီ Manchester United လို့ပြောရမယ်ဆိုလို့ရှိရင်တိုက်စစ်ကစားသမားဒီလိုကြိုးကြောင်ကောင်းတွေနဲ့မှသူကလုံးဝဟိုအာဂျိုမန်တက်စူးစမ်းပြီးတော့မှဒီအစ်စ် record အကြိမ်20ကိုသူဖန်တီးပေးနိုင်ခဲ့တယ်လို့ဒါအကောင်းဆုံးစုတွေကိုလည်းသူသိမ့်ပိုက်လိုက်ပြီတခြားလူတွေတခြားအသင်းဖန်တွေဘာပဲပြောဗျာဒီပရီးမီယာလိတစ်နှစ်တာအကောင်းဆုံးစုကိုတော့သူ့အနေနဲ့ရယူခဲ့ပြီတရားဝင်ပေါ့နော်ဒါသူ Manchester United မှာစူပလာရယူဖို့ခက်ခဲနေရဆိုရင်ပဲဒါသူ့ရဲ့တူးချင်းစူပလာတွေကိုတော့သူဒီနှစ်မှာရရှိခဲ့ပြီပေါ့ဒါကြောင့်ဒါ Manchester United လို့ဒီအချိုးကြောင်ကစားသမားတွေနီးပြအပြောင်းလဲတွေကစားသမားအပြောင်းလဲတွေခြားတဲ့ကနေမှာသူကလုံးဝထိုးထွက်နေတဲ့ player တယောက်ဗျာအားကြောင့်ဒီလိုအသင်းမျိုးမှာဒီလိုစွမ်းဆောင်ပြနိုင်တယ်ဆိုတာတကယ်ဟိုမှာရှားပါပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဒါ Honorary တို့ De Bruyne တို့ဆိုလို့ရှိရင်တော့ဒါ Honorary ဆိုလဲဒါ Arsenal ရဲ့ရွှေခေတ်အကောင်းဆုံးခေတ်မှာသူချိန်20ရခဲ့တယ် Kevin De Bruyne ဆိုလဲဒါသူရှေ့မှာဖန်တီးပေးရဲ့ကစားသမားတွေကိုလည်းရှိုးလိုက်အောင်လေဟာလန်တို့တခြားတိုက်စစ်ကစားသမားတွေဆိုတကယ် quality player တွေကြီးပဲဗျာအဲ့ဒီအချိန်မှာသူအစစ်20ရတယ်ဒါ Bruno Fernandes ကသူတို့ထပ်ပို့ပြီးခက်ခဲတယ်လို့တောင်ပြောလို့ရတယ်ဗျာအဲ့လိုအချိန်မှာသူဒီလို record ကိုတင်နိုင်ခဲ့တယ်လို့ဒီနှစ်မှာဆိုလို့ရှိရင်လည်း PWA FWA စုနဲ့အခု Premier League တရားဝင်အကောင်းဆုံးကစားသမားစုတစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုလည်းတင်ပိုက်ခဲ့ပြီဒါနောက်ထပ်လာမယ့် PFA ဒီဘောလုံးသမားချင်းပြည်သက်တွေမဲပေးရွေးချယ်တဲ့အကောင်းဆုံးတစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုလည်းရရှိဖို့သူနီးစပ်နေပြီပေါ့ဒီပန်းစားနေရောပြောမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အသင်း fan တွေကဘာပဲဖြစ်ဖြစ် Bruno Fernandes အတွက်ဂုဏ်ယူတယ် congratulation လုပ်တယ်ဒီစုနဲ့လည်းဒီစုတွေနဲ့လည်းသူကလုံးဝထိုက်တန်ပြီးသားကစားသမားဆိုတဲ့အတွက်ဒါကတော့ဘယ်သူတွေဘာပဲပြောဒါအခုချိန်မှာ Bruno Fernandes ကတရားဝင်စုတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီပေါ့ဒါကြောင့် Manchester United fan ကြီးကိုလည်းဘယ်လိုမျိုးဂုဏ်ယူနေကြလဲဝမ်းသာနေကြလဲဆိုတာလေးလည်းဆွေးနွေးသွားကြပါဦးဒါနောက်ထပ်လာမယ့်သတင်းအကြောင်းအရာတွေနဲ့အတူတူကျွန်တော်ပြန်ပြီးတော့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ကျွန်တော်ရဲ့ဒီ Yemen Football Platform Channel လေးကို like and subscribe လေးလုပ်ပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်